ကျွန်တော်တို့ဒီဗီဒီယိုရဲ့တတိပေးချက်ဖြစ်ပါတယ်။ယခုဗီဒီယိုဒီအစိုးရထိလက်မှတ်များဝယ်ယူရမှာအသုံးပြုရအတွက်တင်ချသွန်နည်းလမ်းညွှန်ချက်တစ်ခုသာဖြစ်ပါတယ်။ကျွန်တော်တို့ဒီလောင်းကစားတွမဟုတ်တရားမဝင်လှုပ်ဆောင်မှုများကိုမပန်းဖို့ပါခင်ဗျာ။ဖော်ပြပါကဏ္ဍတိုင်းကအမှန်တိုင်းတဲ့တွမဟုတ်မမှန်နိုင်ဘူးပေါ့နော်။ဒါကြောင့်မို့ကြီးစုတဲ့အခါမှာကြီးစုပြပြီးတော့မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအသိပြုပါခင်ဗျာ။ဒီနေ့ကတော့ကျွန်တော်တို့သုံးလုံးပေါင်းချင်း break 20နောက်ထပ်နံပါတ်3တခုကိုပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ break လေးလုံးယူတဲ့နေ့လက်တွဲ site 20နံပါတ်2ဖြစ်ပါတယ်ပေါ့နော်။20အရာ9843 break ဆိုပြီးရာနေတာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်တို့ break လေးလုံးယူတဲ့နေ့နံပါတ်2ဖြစ်ပါတယ်။ယခုကတော့ကျွန်တော်တို့ break လေးလုံးယူတဲ့နေ့နောက်ထပ်20နံပါတ်3ကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်ပေါ့နော်။ရှင်းပြပေးသွားမှာဖြစ်ပါတယ် break 20ဖြစ်ပါတယ်ခင်ဗျာ break 20နံပါတ်3ဖြစ်သွားမယ်ပေါ့နော် okay ကျွန်တော်တို့ဒီ48598ဒီနံပါတ်ကိုမူတည်ပြီးတော့116တပင်ကိုပြပေးသွားမယ်ပေါ့နော်ပြီးတော့နံပါတ်ကျော်ဒီ9304ကြာမယ်ပေါ့နော်341တပင်662တပင်344တပင်863တပင်ပေါ့နော်နောက်ပြီးတော့ဒီ900တပင်ပြီးတော့ဒီ5ချိန်အတွက်ထပ်ပြီးတွဲပြပေးသွားမှာဖြစ်ပါတယ်။ဒီရုပ်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ48598မုံတည်ပြီးတော့ဒီ116ရတဲ့တပင်ကိုတွဲပြပေးသွားမှာဖြစ်ပါတယ်။20ကတော့ကျွန်တော်တို့ဒီ1နဲ့4နဲ့9နဲ့အဲ့ဒီကဏ္ဍ3လုံးကိုပေါင်းယူရမှာဖြစ်ပါတယ်။481က4ထိပ်နဲ့1အပိန်နဲ့ကိုအလေးထိန်က9တလုံးနဲ့ထပ်ပေါင်းပေးရမှာဖြစ်တယ်ပေါ့နော်။ဒါဆိုရင်1အပေါင်း4အပေါင်း9ဖြစ်မယ်ပေါ့နော်။9နဲ့1ပေါင်းရှင်း30 4ရတယ်ပေါ့နော်အဲ့မှာ14ဆိုတဲ့အတွက်4တလုံးရတယ်4ကို1တိုးမှာဖြစ်ပါတယ်ဒီမှာရေးလိုက်မယ်ပေါ့နော်4ကို1တိုးရှင်းကဒီ4ကိုတစ်ခုရောတာက3ကိုပါဝါထည့်ယူတော့8ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပရိတ်4လုံးအနေနဲ့3458ပရိတ်ဖြစ်ပါတယ်ခင်ဗျာခြားပြီးတော့တာက116ဆိုတဲ့အတွက်6ရယ်1ရယ်1ရယ်ပေါင်းရှင်းက8ပရိတ်ဖြစ်ပါတယ်3458ထဲက10ပရိတ်116ပေးသွားတယ်ဗောနော်ပြီးတော့693မြ593ဖြစ်ပါတယ်အဲ့ဒီနှစ်ပင်ကိုမူတည်ပြီးတော့5တုံမြလေးချပေးသွားတဲ့တပင်ကိုအပေါ်ကလိုမျိုးပဲထပ်ပြီးတွဲမှာဖြစ်ပါတယ်20ကတော့ဒီ6ထိန်းနဲ့3မြအပိန်နဲ့ကိုယူပြီးတော့အလေးထိန်းက9နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်ဒါကြောင့်မို့63မြ9ပေါင်းရှင်းက15ဗောနော်15ကိုကျွန်တော်က9ယူမယ်တပွင့်2တပွင့်ရောတော့456 4ကိုတပွင့်4ကိုပါဝါယူတော့9ပေါ့နော်ဒါကြောင့်မို့20အရာ4569ပရိတ်4လုံးဖြစ်ပါတယ်ခြားပြီးသွားတာက9 3 4ဆိုတဲ့အတွက်ပေါင်းရှင်း9ပရိတ်ဖြစ်ပါတယ်9ရဲ့3ညရဲ့4ရဲ့ပေါင်းရှင်း9ပရိတ်ပေါ့နော်နောက်ထပ်ဒီနှစ်ပင်ကိုကြော်ပြီးတော့3ည4တိတပင်ကိုထပ်ပြမယ်ပေါ့နော်20ရအတိုင်းပဲဒီထိတ်နဲ့ပိတ်နဲ့ကိုယူပြီးတော့အလေးထိန်ကကဏ္ဍ3လုံးပေါင်းမယ်ပေါ့နော်9ရဲ့3ရဲ့3ရဲ့ဒီကဏ္ဍ3လုံးပေါင်းမှာဖြစ်ပါတယ်3တုံးပေါင်းရှင်း6နဲ့5ပေါင်း7ဆိုတဲ့အတွက်တိကိုတပွင့်2တပွင့်ရောတော့3ည1နဲ့3ညရဲ့ပါဝါဒီ9ဖြစ်တဲ့အတွက်3ည1နဲ့5ပရိတ်စုပြီးရမှာဖြစ်ပါတယ်3ည4တိဆိုတဲ့အတွက်ကြောင့်မို့3ညရဲ့4ရဲ့1ရဲ့ဒီကဏ္ဍ3လုံးပေါင်းရှင်းက5ပရိတ်ဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်နှစ်ပင်ကျော်ဒီ86ခွန်63မြ6နဲ့ရှားပြီးတော့ဒီတပင်ကိုအတူတူလေ့လာကြည့်အောင်ပေါ့နော်ဒီထိတ်စီးနဲ့အပိန်နဲ့ကိုအလေးထိန်ကဏ္ဍတစ်လုံးနဲ့ထပ်ပြီးပေါင်းမှာဖြစ်ပါတယ်8အပေါင်း9အပေါင်း3ညဖြစ်ပါတယ်8ခွန်ပေါင်းရှင်း15ဆိုတဲ့အတွက်ကြောင့်မို့9ကိုတပွင့်တိုးတာ6 9ကိုတပွင့်ရောတာက4ဒီ4ရဲ့ပါဝါက9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့4569ပရိတ်4လုံးရတာဖြစ်ပါတယ်6နှစ်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းက4ပရိတ်ချပြီးသွားခဲ့တာဖြစ်ပါတယ်4ပရိတ်6နှစ်ဖြစ်ပါတယ်ဗောနော်နောက်ထပ်နှစ်ပင်ကျော်ဒီ665ရဲ့96နှစ်ရဲ့ကိုမူတည်ပြီးတော့3ညလေးတပင်ကိုထပ်ပြီးရှင်းပြပေးသွားမယ်ဗောနော်အပေါ်ကလိုမျိုးပဲဒီထိတ်စီးနဲ့အပိန်နဲ့ကိုယူတဲ့အလေးထိန်နဲ့ထပ်ပေါင်းတော့6ပေါင်းမှာဖြစ်ပါတယ်6နဲ့6ပေါင်း7နှစ်နေနဲ့5ပေါင်းရှင်းခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်တိတိုးတာက8ခွန်ကိုတစ်ခုရောတာက6ရဲ့ပါဝါ6ခွန်8တိပရိ4လုံးရမှာဖြစ်ပါတယ်3မြ4ဆိုတဲ့အတွက်ပေါင်းရှင်းက4ပရိဖြစ်ပါတယ်
တုံညာလေးလေးဒီကနန်း3လုံးပေါင်းရှင်း10ပရိတ်ဖြစ်ပါတယ်ဗောနော်6ခွန်10တစ်ထဲက10ပရိတ်တုံညာလေးလေးဖြစ်ပါတယ်နေ့နေ့တစ်843ဒီ863ရှားပေးသွားတဲ့တပင်ကိုလေးလာကြည့်ရမှာပါနော်နေ့တစ်လေးကိုပေါင်းပေးရတာဖြစ်ပါတယ်နေ့ရက်ဒီတစ်ရက်အလေက4ရက်ပါနော်ဆိုတော့ပေါင်းရှင်းက4နဲ့1ပေါင်းက9နဲ့2ပေါင်းရှင်းခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ကို1တိုးတာက6ရမယ်ခုနှစ်ကို1ရောတာက6ရဲ့ပါဝါ1ဆိုတဲ့အတွက်ကြောင့်မို့6ခွန်8တိပရိတ်4လုံးယူမှာဖြစ်ပါတယ်ပေါ့နော်ရှားပြီးသွားတာက863ဖြစ်ပါတယ်ပေါင်းရှင်းကတော့ခုနှစ်ပရိတ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီပရိတ်4လုံးယူတဲ့နေ့ကပေးနေ7ဖြစ်ပါတယ်ပေါ့နော်ဒီအတွက်နေ့ဒီခွန်3ည3ညတပင်မှာခုနှစ်ပရိတ်တစ်ခုဒါလည်းရှိတယ်ပေါ့နော်ဒီအတွက်နေ့အဆက်ကိုမေရွှေများလေ့လာတော့ရအောင်တင်ပြပေးရှင်းဖြစ်ပါတယ်ခတိခုနှစ်ရတပင်မှာတော့ခုနှစ်ပရိတ်တစ်ခုထဲပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်လေ့လာကြည့်အောင်ပုံတူစုထားတာဖြစ်ပါတယ်နေ့ရက်9ရက်ခွန်ရက်ပေါ့နော်အဲ့ဒီကနန်း3လုံးပေါင်းမှာဖြစ်ပါတယ်နေ့နဲ့9ပေါင်းရှင်း7တင်းနဲ့ခွန်ပေါင်း10ပေါ့နော်ဆိုတော့အဲ့ဒီမှာ10ရမှာဖြစ်ပါတယ်10ကို1တိုးတာက9 10ကိုတစ်ခုရောတာကခွန်10ကိုခုနှစ်ရက်ပါဝါ2ဖြစ်ပါတယ်ခွန်10ကို2ပရိတ်မှာခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့ခွန်ရက်3ညရက်3ညရက်ကနန်း3လုံးပေါင်းရှင်းသည်ခုနှစ်ပရိတ်ရတယ်ပေါ့နော်အဲဒါကြောင့်မို့ခွန်10ကို2ထဲကခုနှစ်ပရိတ်ချပေးသွားတာဖြစ်ပါတယ်သူရဲ့20ကိုဆက်ပြီးတွက်ကြည့်မယ်ပေါ့နော်3ရက်ခွန်ရက်9ရက်โอเคဒီကနန်း3လုံးပေါင်းရှင်းယူမှာဖြစ်ပါတယ်ပေါ့နော်3ရက်ဒီခွန်ရက်9ရက်โอเคဒါဆိုရင်5ချိန်အတွက်က3နဲ့ခွန်ပေါင်း30 9တလုံးဆိုတဲ့အတွက်9ကိုတပွင့်ထူတာ30 9ကိုတစ်ခုရောတာက6ရဲ့ပါဝါ3ဆိုတော့8 9 3ည3ပရိတ်ဖြစ်မှာဖြစ်ပါတယ်ဒါဒီအတွက်နေ့အရာဒီဟာလေးယာနေတာလေးကိုကျွန်တော်တို့မိတ်ဆွေများသိရအောင်လေ့လာလို့ရအောင်ပေါ့နော်ဒါက20နံပါတ်3ဖြစ်ပါတယ်ဒီ116ကနေစတာဖြစ်တယ်ပေါ့နော်10ပရိတ်116ဖြစ်ပါတယ်နောက်ထပ်ဒီမှာတော့2ပင်ကျော်မှာ9ပရိတ်9 3ည4နောက်ထပ်2ပင်ကျော်မှာ3ည1နဲ့9ထဲက9ပရိတ်3ည4တိနောက်ထပ်2ပင်ကျော်4 5 6 9ပရိတ်ထဲက4ပရိတ်6 6နှစ်2ပင်ကျော်မှာ10ပရိတ်3ည4 4ဖြစ်ပါတယ်နောက်ထပ်2ပင်ကျော်မှာ6ခွန်10တိထဲက9ပရိတ်6 6 3ချပေးသွားတယ်ပေါ့နော်ကျွန်တော်ဒီ900တပင်မှာ9ပရိတ်ပုံတူတစ်ခုထဲပဲရှိပါတယ်အဲ့မှာခွန်3ည3ညဆိုပြီးချပေးသွားတယ်ပေါ့နော်ဒီ9ချိန်မှာတော့20အရာ8 9 3ည3ပရိတ်ဆိုပြီးရနေတာဖြစ်ပါတယ်ဒါ20နံပါတ်3ပေါ့နော်20နံပါတ်3နဲ့20နံပါတ်1နဲ့ကိုစုလိုက်တာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ပရိတ်၄လုံး20နံပါတ်1ဖြစ်မယ်ပေါ့နော်ဒီ20နံပါတ်1ကိုမတီးတီးတဲ့မိတ်ဆွေများအတွက်ပြန်ပြီးပြပြီးသွားမယ်ပေါ့နော်နေ့ပရိတ်4 5 3တေပရိတ်8တင်းနဲ့5ပရိတ်9 5တင်း9ပရိတ်ခွန်5ခွန်ပေါ့နော်အဲ့ဒီကနေတောက်လျှောက်ပေးနေတာဖြစ်ပါတယ်10ပရိတ်1 1 6 9ပရိတ်5 3များလေး5ပရိတ်3များလေးတင်းတူအားလေး2ပင်ကျော်တွက်တာဖြစ်ပါတယ်ပေါ့နော်2ပင်ကျော်20မတူဘူးပေါ့နော်ဒီ9 6ခွန်3များပရိတ်မှာဒီ900တုံးက20နံပါတ်1နဲ့3နဲ့ဆိုရင်9ပရိတ်တစ်ခုတည်းပဲရှိတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့20နံပါတ်1 20အရာ2 3 4ခွန်ပရိတ်ဆိုပြီးရနေတာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်တို့20နံပါတ်1ဖြစ်ပါတယ်20နံပါတ်2ကိုလည်းထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်2 3 4ခွန်ရ20နံပါတ်2ကိုကြည့်အောင်ပေါ့နော်ဒီ20နံပါတ်2က9ခွန်9ကနေစမှာဖြစ်ပါတယ်တူကြတော့3ပင်ကျော်ဖြစ်ပါတယ်ပေါ့နော်5ပရိတ်6 9တုံမြ2ပရိတ်3 3 6ပြီးတော့3ပင်ထက်ကျော်4ပရိတ်6 6နဲ့5ပရိတ်2 2ဒီမှာ3ပရိတ်ခွန်ခွန်9ပေါ့နော်ဒီတစ်ပတ်မှာတော့9 8 4 3ပရိတ်ဆိုပြီးရမှာဖြစ်ပါတယ်9 8 4 3နောက်ထပ်20နံပါတ်3ယခုပြပေးလိုက်တဲ့ဟာလေးဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာဆိုရင်10ပရိတ်1 1 6 9ပရိတ်5 3ည4 5ပရိတ်3ည4 4ပရိတ်6 6နဲ့10ပရိတ်3ည4 4ဒီလိုလေးတောက်6ပေးလာခဲ့ပြီးပြီဖြစ်ပါတယ်ဒီမှာတော့ဆက်ပြီးသွားခဲ့မယ်ဆိုရင်ပေါ့နော်10 9 3ည3ပရိတ်ရနေတာဖြစ်ပါတယ်10 9 3ည3ဒါဆိုရင်ကျွန်တော်ဒီ23မျိုးစလုံးသာဆက်ပြီးချပေးသွားခဲ့မယ်ဆိုရင်အကောင်းဆုံးပုံတူပရိတ်ချီမလားပေါ့နော်အဲဆိုရင်ကျွန်တော်တူတူကြည့်မယ်ဒီနှစ်ကတော့မပါဘူးပေါ့နော်3ဒီ
23မျိုးစလုံးမှာပါနေတယ်ပေါ့နော်ဒါကြောင့်မို့3 break အကောင်းဆုံးဖြစ်သွားမှာဖြစ်ပါတယ်ပြီးတော့4 break 402ကြိမ်ခုနှစ်ကတစ်ကြိမ်ထဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ3မျိုးစလုံးမှာဆိုရင်3 break တစ်ခုတာလည်းရှိနေတာဖြစ်ပါတယ်โอเค3 break တာသွင်းနည်းအရာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရှေ့မှာပြောထားသလိုမျိုးပဲဆက်ပြီးတော့လည်းရှားပြီးတွားနေတယ်လို့ပေါ့လေပေါ့တတ်တဲ့အတွက်ကြောင့်မို့ကြည့်ရှုတဲ့အခါမှာတော့ကြည့်ရှုပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါဒါဆိုရင်ဒီမှာတော့8ရက်9ရက်2ခုတူတယ်ပြီးရင်4 2ခုတူတယ်ပေါ့နော်4 break ဒီကျွန်တော်တို့အားနေ20ထဲမှာတော့တွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်မို့8 9 break ဖြစ်မယ်ပေါ့နော်3 break တင်ပြီးတော့8 9 break အရင်ဖြစ်ပါတယ်โอเคယခုဗီဒီယိုကိုလည်း